ဒီမိုးဆိုတော့တိတ်မခံဘူးမိုးဆိုရဲဆိုရင်တော့တစ်ခါသုံးပုံစံမျိုးလေးဖြစ်သွားနိုင်တယ်လို့ပြောတယ်အားလုံးပဲမင်္ဂလာပါမိုးထိန်နောင်တွေကြောင့်မို့လို့ရန်ကုန်တိုင်းမှာဆိုရင်အခုချိန်မှာမိုးရွာသွန်းတာတွေပေါ်လာပါတယ်တိတ်မကြခင်ကာလမှာလည်းမုတ်တုံဝင်တော့ပါဆိုတော့ဒါမိုးတွေရွာသွန်းဖို့ရှိပါတယ်မြန်မာနိုင်ငံတောင်ပိုင်းဒေသမှာပါဝင်တဲ့ရန်ကုန်တိုင်းဟာဆိုရင်မေလတတိယပတ်လောက်မှာဆိုရင်ဒါမုတ်တုံစဝင်တော့မှာဆိုတော့မိုးတွေလက်ခံစွာရွာသွန်းလာဖို့ရှိတယ်အဲ့တော့မိုးရွာမယ်ဆိုရင်ဘာလို့အဲ့လဲဒီလိုမျိုးထီးလေးတွေလိုအပ်တယ်ထီးတွေပေါ့နော်ထီးမျိုးစားတွေထဲမှာအနည်းဆုံးအနေနဲ့ဒီဈေးနှုန်းတွေဘယ်လောက်ရှိလဲဆိုတာသိရှိနိုင်ဖို့ဒါမင်္ဂလာဈေးမှာရှိတဲ့ Plaza ကိုရောက်ရှိနေတာဖြစ်ပါတယ်အားလုံးပဲလိုက်ပါခဲ့ကြပါအောင်Plaza ဝင်တော့မှရှိတဲ့ဒီဆိုင်လေးမှာပေါ့နော်သွားပြီးတော့မေးကြည့်လိုက်တယ်မေးကြည့်လိုက်တော့ခါကျတော့ဒီထီးတွေပေါ့နော်ထီးမျိုးစားတွေထဲမှာအနည်းဆုံးအနေနဲ့ထီးတစ်လက်ကို1000ခွဲရှိတယ်ဈေးနှုန်းရှိတယ်လို့ပြောထားတယ်ဒီမှာ discount အနေနဲ့သူကပေးထားတာ1000ခွဲတဲ့ပြီးတော့2000ခွဲအဲ့လိုမျိုးပေါ့နော်စားနဲ့9000ကျော်အထိရှိရတွေ့ရတယ်တကယ် discount ပေးထားတဲ့ထီးတာတော့မှ1000ခွဲရှိပါတယ်ဟုတ်နောက်ပါနောက်ကမင်္ဂလာပါရှင်ညီမလေးကိုနာမည်လေးညီမနာမည်လားဆိုင်နာမည်ယူနိုပါရှင်လူကြီးကြီးတွေကကြတော့ရှင်ညီမတို့ရှိမှာ7.5ကနေစပါမယ်ရှင်7.500စနစ်အဲ့ဒါနေစမယ်ရွှေကိုင်းလေးဆိုရင်19500 19000ကနေစပါမယ်ရှင်ကလေးကြီးတွေကကြတော့7.500 7ကနေစပါမယ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့အလွယ်လေးမှာယူနိုင်မယ် Mercury.shopping app Mercury မှာဘာပဲလို့ရနိုင်ပြီနော်ဒီဖုန်းလေးကအကောင်းဆုံး shopping mall Mercury your shopping partnerအဲ့တော့ပတ်ဝန်းကျင်မှာရိုင်း2000ကျော်ကနေမစပါဘူးရှင်အနည်းဆုံး2000ကျော်ဆိုရင်တော့စိုက်ကြီးတွေပေါ့ရှင်စိုက်ကြီးတွေကြောင့်2000လောက်နဲ့ရပါတယ်အဲ့လောက်တည်းပါပဲဈေးကအရင်မများရွှေကိုင်းတွေကရောင်းရွှေကိုင်းတွေဆိုရင်19500ရောင်းရများရယ်နောက်ပြီးတော့ UB မဲအဲ့လိုဒီမျိုးပါမှာညီမတို့ကရောင်းရချီများရယ်သူကじゃ10ကိုင်းဆိုတော့ UB လဲပါတယ်လေ UB လဲပါတော့ပို့ပြီးကိုင်းတောင်းတယ်ညီမတို့ကじゃအဲ့10ကိုင်းဆိုတာပန်းနေဖြောင်းနေအကုန်လုံးရှိမယ်အဲ့ဒါကြောင့်ရောင်းအကောင်းဆုံးကညီမတို့ရှိမှာ19500နောက်ပြီးတော့စာရီတို့ပါတော့ရှိရစာရီတို့じゃညီမတို့ပေါ့3000ကျော်4000အဲ့လောက်တွေပဲခိုင်းတော့ပါဟုတ်ကဲ့ပါလာရအားပေးလို့ရပါတယ်ယူနိုတီဆိုင်အောင်ရှင်အမှားပတ်ပြီးတော့ဒါထီးလုပ်ငန်းရှင်တွေထီးဆိုင်ရလူတွေလိုက်မေးကြည့်တဲ့ခါကျတော့ထီးပေးုံဆိုရင်တော့9000ကျပ်လောက်ကနေစပြီးတော့ဝယ်လို့ရတယ်လို့ပြောတယ်အဲ့9000ကျပ်တန်ထီးကတော့ဒီမိုးဆိုတော့တိတ်မခံဘူးမိုးဆိုရဲဆိုရင်တော့တစ်ခါသုံးပုံစံမျိုးလေးဖြစ်သွားနိုင်တယ်လို့ပြောတယ်နေပူရင်တော့စောင်းလို့ရတယ်အဲ့ဒါတော့9000ကျပ်ကနေပြီးတော့အနည်းဆုံး9000ကျပ်ကနေဝယ်လို့ရတယ်1000ခွဲလောက်မှဒါထီးလေးကစောင်းလို့ရတယ်ကောင်းတယ်ထီးလေးအလက်ရမယ်လို့လည်းပြောပါတယ်ခိုင်အခုဆိုရင်ဒီPlaza မှာဆိုရင်ဒါထီးလေးသွားကြည့်ပြီးသွားပြီဆိုတော့ဒီထီးတွေနဲ့ပတ်သက်ပြီးတော့ဘ ഹു တုတအနေနဲ့ပြန်လည်မျှဝေပေးသွားမယ်အချို့ဆိုင်တွေမှာရောင်းတဲ့ဒါထီးတွေကဆိုရင်ဒါ brand new တွေပေါ့နော် brand new တွေဆိုတာအသစ်တွေဆိုတော့တစ်လွင်လည်းခိုင်ခန့်တယ်ပြီးတော့တချို့ဆိုင်တွေမှာရောင်းတဲ့ဟာတွေဆိုတော့ဒါကbrand new မဟုတ်ဘဲနဲ့ဒီကုန်တင်တာထဲမှာတစ်နှစ်လောက်တိတ်ထားပြီးတော့မှပြန်ရောင်းတဲ့ဟာမျိုးဆိုတော့ဒီလိုအုံတွေကိုကြည့်ရမယ်အဲ့အုံတွေမှာဒါတန်ကြီးတက်နေရပါလေဆိုရင်တော့ကျွတ်ထက်သွားနိုင်တယ်ပေါ့နော်ဒီလိုမျိုးဘ ഹു တုတလေးရရှိခဲ့တယ်ကုန်နေနာချက်ထီးတွေကိုလည်းသွားလေ့လာကြည့်တယ်သွားလေ့လာကြည့်တဲ့ခါကျတော့ဒါဈေးနှုန်းတွေကဆိုရင်တော့12000အနည်းဆုံးကနေပြီးတော့စဝယ်လို့ရတယ်ပြီးတော့နောက်တစ်ချက်ကကျတော့မိုးရသည်မှာစောင်းမဲ့ထီးတွေဆိုရင်တော့ထီးကိုင်း
တောင်းတာလေးဝယ်ရမယ်ပေါ့နော်ဂိုင်းတောင်းလေးဝယ်ရမယ်ထီးကိုင်းများတာပြီးတော့ထီးကိုင်းတောင်းတာလေးတွေဟိုရွေးပြီးတော့ဝယ်ရမယ်ဒါမျိုးဆိုရင်တော့ဈေးပိုပေးရအကောင်းပေးရပေးမယ်လေဒါမိုးရင်းသတင်းလုံးအတွက်တော့အဆင်ပြေသွားမှာဖြစ်ပါတယ်တတား